ညသည်အိတ်ဆက်လွန်လာသည်မိုးပေါ်ပွဲရွာသောနေသဖြင့်လေထုထဲတွင်မြေဆွေးနှမ်းနှင့်တန်ကြီးတက်နေတဲ့နတ်များရွှတ်ရှဲနေသည်ရှေးဟောင်းအဆောက်အုံကြီးဖြစ်သောတစ်တော်ရိတ်ကေဟာသည်မြို့နှင့်အလံဝေးရာတောင်ကုန်းပေါ်တွင်တကောင်တည်းနေသောစာရင်ကြီးကဲ့သို့ဝတ်ဆင်နေပါသည်မိခန်တယောက်အိတ်ကြီးအခန်းလယ်တွင်ရပ်နေရင်လက်ထဲကတက်မီကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိသည်သူ၏နှလုံးခုန်သံမှာတိတ်ဆိတ်နေသောခန်းထဲတွင်ဗုံတီးနေတဲ့ကဲ့သို့ကျဲလောင်နေပါသည်ထိုအိတ်ကြီးကိုသူ၏ဘိုးဘွားများထံမှမွေရောက်ခဲ့သည်ဟုဆိုတော်လဲအိတ်ထဲသို့ခြေချလိုက်သည့်စက္ကန့်မှစ၍ကြော်ရိုးတက်သည့်စိတ်တက်သွားသောအိတ်တပ်ကသူ့ကိုကြိုဆိုနေခဲ့သည်အထဲမှာဘသူရှိလဲသူ၏တံမှာတိတ်ဝင်နေပြီးလေထုထဲတွင်ပက်တင်ထပ်သွားသည်တုတ်ပြန်မှုကမရှိသို့သောအပေါ်ထမ်းမှကျမ်းပြင်တစ်သားများတကြွကြွမိတာကသူ၏အမေးကိုဖြေလိုက်တဲ့ရောက်ရှိပါသည်တစုတယောက်လမ်းလျှောက်နေသလားဒါမှမဟုတ်တစုတရာကသူ့ကိုစောင့်ကြည့်နေတာလားသူအပေါ်ထကိုတက်ရန်လေကန်းချီရီသို့ရောက်သောအခါနံရံတွင်ချိတ်ထားသောမှန်ချက်ကြီးရှိတွင်ရပ်တတ်သွားသည်မှန်တွင်မြင်နေရသောသူ၏ပုံရိပ်မှာဝေဝါးနေပါသည်သူ၏နောက်ကျောဘက်တွင်မဲမောင်နေသောစัจ जा လမ်းကိုမြင်ရတော့လဲတခုခုမှားယွင်းနေပါသည်မှန်ထဲကမေခမ်းရိပ်သည်မလုံမရှက်ရနေတော့လဲအပြင်ကမေခမ်းကမုံတုံယူနေပါသည်ထိုစဉ်မှန်ထဲကအရေးကြီးမျက်လုံးများကသွေးရောင်လွှမ်းသောသည်ကိုသူမြင်လိုက်ရသည်သူနောက်သို့ခြေလန်းတလန်းဆိုးလိုက်ပါသည်ထိုချိန်တွင်ခန်းတော်ရှိနိုင်ရီအုပ်ကြီးကတကောင်ရ12နာရီတိတိထိုးခါလိုက်သည့်တန်ကြီးထွက်ပေါ်လာသည်နိုင်ရီတန်12ချက်မြောက်တွင်မီလုံးများအလုံးဖြတ်ခနဲညှိသွားပါသည်အမောင်ထဲတွင်သူ၏တက်ရှူတံမှာပုံပုံမြန်ဆန်လာသည်တစုတယောက်၏လက်အေးကြီးကသူ၏လက်မေးကိုနောက်ကနေပေါ်သားလိုက်သလိုခံစားလိုက်ရပါသည်မင်းပြန်လာပြီပေါ့တုံးကြီးလုံးတော်လဲဆူရှာလာသောမင်းမပြုတ်တူ၏ရှိုက်တံကသူ၏နားတွင်ကပ်၍ထွက်ပေါ်လာသည်မိခန့်သည်ကြောက်လန့်တကြားနှင့်တက်မီကိုအမောင်ထဲသို့ထိုးလိုက်သောအခါလေကားတိတ်တွင်ဖြူဖြောဖြောဝတ်ဆိုဝတ်ထားသောမြို့သမီးတူရက်နေသည်ကိုတွေ့လိုက်ရပါသည်သူမတွင်မျက်နှာမရှိခြိုက်ဝင်နေသောမျက်တွေဟောင်းကြီးတစ်ခုကသူ့ကိုစိုက်ကြည့်နေပါသည်သူမ၏လက်ချောင်းများမှာရှည်လျားပြီးလက်သိမ်းများကမဲနှဲနေပါသည်သူမကလက်ညှိုးကိုမြှောက်ကအေးဤအမောင်စိုးခန်းဖြစ်သောမြေအောက်ခံဘက်ကိုညှော်ပြနေသည်ထို့နောက်သူမသည်လေထဲတွင်အကြီးပြော်သွားတဲ့ကဲ့သို့ပျောက်ကွယ်သွားပါတော့သည်မိခိုင်းနှဖူးမှချွေးဆက်များမှာအိပ်ဆက်သောကျမ်းပြင်ပေါ်သို့တစ်ဆက်ပြီးတစ်ဆက်ကျလာပါသည်ထိုအိမ်ကြီးတွင်လောခဲ့သောနှစ်ပေါင်း50ခန့်ကဘာတွေဖြစ်ခဲ့တာလဲသူ၏ဘိုးဘွားများကဘာကြောင့်ဒီအိမ်ကြီးကိုစော့ခွာထားတာလဲသူမြေအောက်ခန်းစီကိုသွားရန်ဆိုပြလိုက်ပါသည်သူလေကတဲ့များကိုနင်းလိုက်တိုင်းထွက်ပေါ်လာသောတန်များကနာကျင်စွာအော်ဟစ်နေသောဥယျာဉ်များ၏ညီးတွားသံနှင့်တူနေပါသည်မြေအောက်ခန်းတကားဝါသို့ရောက်သောအခါတကားပေါ်တွင်သွေးပြည့်ရေးထားသောစာသားတစ်ခုကိုတွေ့လိုက်ရပါတော့သည်မင်းထွက်သွားလို့မရတော့ဘူးမိခန့်မှာမြေအောက်ခန်းထဲသို့ဝင်ရန်ဆုံးဖြတ်ချက်ချလိုက်ပါသည်မြေအောက်ခန်းကသည်တန်ကြီးတက်နေသောကြောင့်အော်ဟစ်တန်ကြီးနှင့်ပွေသွားပါသည်လေကတိများမှာအလွန်မန်းဆောက်ပြီးအောက်ခြေတွင်မဲမောင်နေသောတွင်းနှင့်ရေတစ်ခုရှိနေတဲ့ကဲ့သို့ဖြစ်နေပါသည်မိခန့်၏တက်မိရောက်သည်ဖုံမုံများဝဲပြန်နေသောလေထုထဲတွင်အားနည်းစွာထိုးပေါက်နေရသည်ခြေတလန်းချင်းစီလမ်းလိုက်တိုင်းအိတ်ဆက်နေသောစိုးထိုင်မှုများကသူ့ချစ်တော်ကိုလာရောက်ရစ်ပတ်နေပါသည်မြေအောက်ခန်းထဲသို့ရောက်သောအခါနတ်တစ်ခုကသူ့နှာခေါင်းကိုစုကနေရှိုက်လိုက်မိပါသည်ထိုအနံ့မှာနှစ်ရှည်လက်များပိတ်လောက်ထားသောပုတ်စော်နှံသည့်အနံ့မျိုးမဟုတ်ပဲလက်ဆက်နေသောသွေးနှံဖြစ်နေပါသည်ဖယားမိခန့်မှာအလော်စွာထိတ်လန့်သွားပြီးဖယားတနေရပါသည်သူတက်မီကိုနိုင်ရန်တစ်လျှောက်ထိုးကြည့်လိုက်ပါသည်နိုင်ရန်များတွင်ကလေးငယ်တူ၏လက်ရည်ဖြင့်ရေးဆွဲထားသောပုံတူများစွာရှိပါသည်သို့သောထိုပုံများအလုံး၏မျက်လုံးနေရာတွင်အပေါက်ကြီးများဖြစ်နေပြီးသွေးကဲသို့နေရနေသောစိမ်များစီးကျနေပါသည်ခန်းလင်တွင်တစ်သားကလထိုင်ဟောင်းတစ်ခုရှိနေပြီးထိုကလထိုင်ပေါ်တွင်ဖုံထူနေသောစာအုပ်တစ်အုပ်တင်ထားပါသည်သူတုံရင်နေသောလက်များဖြင့်စာအုပ်ကိုဖွင့်ကြည့်လိုက်မိသည်ထိုစာအုပ်မှာဒန်တာရီစာအုပ်တစ်အုပ်ဖြစ်ပါသည်1984ခုနှစ်အောက်တိုဘာလ23ရက်ဖေကပြောတယ်အေးပေါ်ထမှာရှိတဲ့မှန်တွေကဘယ်တော့မှမကြည့်ပါနဲ့တဲ့မှန်ထဲမှာရှိနေတဲ့သူကကျမတို့စီကိုလာချင်နေတာတဲ့ဒါပေမဲ့ဒီနေ့ကျမကြည့်မိသွားပြီမှန်တွေကကျမကပြုံးမနေဘူးသူမကကျမကိုစိုက်ကြည့်ပြီးမင်းမျက်နှာကိုငါ့ကိုပေးလို့ပြောနေတယ်ထိုစာကိုဖမ်းလိုက်ပြီးမိခန့်မှာကြော်ရုံများတစ်ပြက်ဖြတ်တုံရီသွားရပါသည်ဒန်တာရီကိုဆက်ဖက်ကြည့်တော့အခါနောက်ဆုံးစာမျက်နှာတွင်လက်ရည်များမှာပြက်ရွေးနေပြီးစာရွက်များမှာလည်းသွေးကပ်များဖြင့်စော်ထင်းနေပါသည်သူရောက်လာပြီသူကျမရဲ့မျက်နှာကိုယူသွားပြီအခုကျမမှာမျက်နှာမရှိတော့ဘူး
အမောင်ထဲမှာပဲနေရတော့မယ်မင်းခန့်မင်းကိုကျမစောင့်နေမယ်သူ့နာမည်ကိုတွေးရရချိန်မှာမင်းခန့်၏တက်မိကိုလှော်ချမတတ်တောင်ဖြစ်ပြီးတုန်ရီသွားရပါသည်လောခဲ့သောနှစ်ပေါင်း90ကကလေးမလေးတယောက်ကသူ၏နာမည်ကိုဘယ်လိုများသိနေတာလဲထိုစဉ်အခန်းတောင်ရှိမောင်ရိပ်ထဲမှအတန်တကူထွက်ပေါ်လာပါသည်တေတာချောင်းတစ်ချောင်းကိုရက်နေတကယ်သို့အတန်မျိုးဖြစ်ပါသည်ဓမီရောင်ကိုထိုဘဲသို့လှည့်လိုက်သောအခါကြောင်မဲဖွယ်ရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါသည်မျက်နှာမပါသည့်မြို့သမီးတို့သည်လေးဘဲထောက်ကနာရံပေါ်တွင်ကလျက်ရှိနေပါသည်သူမ၏ရုံများမှာကြိုးကြွေသွားတဲ့ကဲ့သို့တကြောင်ကြောင်အမိတန်နှင့်တူသူမသည်နာရံပေါ်မှနေ၍မိန်းခန်းစီသို့တရွေ့ရွေ့ဆင်းလာပါသည်မိန်းခန်းနောက်ကိုဆိုးလိုက်တော့လဲမြေအောက်တစ်ခန်းတကားသည်အလိုလိုဝုန်းကနေပိတ်သွားပါသည်သူ့အထဲမှာပိတ်မိနေပါပြီမြို့သမီးသည်သူ့နောက်ကိုရောက်လာပြီးအိပ်ဆက်နေသောအသက်ရှူသံဖြင့်သူ၏ဘားပြေကိုလာရောက်ထိတွေ့လိုက်ပါသည်သူမ၏မျက်နှာနေရာတွင်ဘာမှမရှိမဲချောမော့နေတော့လဲသူမငိုရှိုက်နေသည့်တန်ကိုတီးတီးတသားကြားနေရပါသည်သူမ၏တန်သည်နားထဲတွင်ကြားနေရခြင်းမဟုတ်ပဲသူ၏အုံနောက်ထဲသို့ဓာတ်ရိုက်ရောက်ရှိလာခြင်းဖြစ်ပါသည်ထိုစဉ်မြေအောက်ခံ၏ကြားပြအောင်မှလူပေါင်းများစွာ၏လက်များစွာထွက်ပေါ်လာပြီးမိခိုင်းခြေထောက်များကိုဆွဲကင်လိုက်ကြသည်ထိုအရာများမှာသားများမရှိတော့သောရိုးစုလက်များဖြစ်နေပါသည်မိခန့်မင်းဟာငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲယုတ်ဒီရဲ့မြေအောက်ခံတကားကိုတစုံတရာကအပြင်ကနေပြင်းထန်စွာထူးခြားနေတာကိုကြားလိုက်ရပါသည်မိခန့်မင်းအထဲမှာလားတကားအမြန်ဖွင့်စမ်းကွာထိုသူမှာသူ၏တငယ်ချင်းဇော်မျိုး၏အတန်ဖြစ်ပါသည်ဇော်မျိုးကမင်းခန့်ဒီအယူကိုသွားတာတီလိုလိုက်လာတာလားဒါမှမဟုတ်ဇော်မျိုးရဲ့အတန်ကိုတူယူထားတဲ့တခြားအရာတစ်ခုလားမင်းခန့်ဇေဝေဇဝါဖြစ်နေစဉ်မှာပဲမသမီးကသူ၏နားကိုကပ်ပြီးတူတူလေးပြောလိုက်ပါသည်တကားကိုလုံးဝဖွင့်မပေးနဲ့ဟဲ့အောင်မိခန့်တကားအမြန်ဖွင့်စမ်းကွာငါဇော်မျိုးလေအပြေကအော်တာကပို့ပြီးတော့ပြစ်ထန်လာတယ်မိခန့်ဒီတကားစီကိုခြေလမ်းပြင်လိုက်တော့လဲနားထဲတွင်ပက်တီထက်နေတော့မဖွင့်နဲ့ဆိုသည့်အတတိပေးလန်ကြောင့်တုံကနေရက်သွားရပါတယ်သူတက်မိကိုတကားအဲကြောင်မှတစ်စင်အပြစ်ပဲလို့အသာရလေးထုတ်ကြည့်လိုက်ပါတယ်သူမြင်လိုက်ရသည်မှာဇော်မျိုး၏ဖနန်းမဟုတ်ပါကျမ်းပြင်ပေါ်တွင်ရက်နေသည်မှာလူရဲ့ခြေထောက်များမဟုတ်ပဲတစ်သားကဲ့သို့၆ကပ်နေသောအရေးပြားများရွတ်တီရွတ်တွဲကျနေသည့်ခြေထောက်အစုံဖြစ်ပါသည်တို့ရသည်ဇော်မျိုးရဲ့တန်ကိုအတုခိုးနေခြင်းဖြစ်သည်မိခန့်မှာတက်ရှူဖို့တောင်မိနေပါပြီအပြေကတန်သည်ရုတ်တရက်ရက်တက်သွားပြီးကြောင်မဲ့ဘွယ်ကောင်းသောရည်နာကြီးတစ်ခုဖြင့်ပြောင်းလဲသွားပါတော့သည်မင်းကငါထင်ထားတာတဲ့တောင်မှအရန်ကိုတော်တာပဲစကားတန်အဆုံးမှာတော့ခြေတံများလည်းတဖြည်းဖြည်းနဲ့ဝေးကွာသွားပါတော့သည်သူမကဘယ်သူလဲမိခန့်ကနာယံဘော်ကကတ်နေသည့်မျက်နှာမပါတဲ့မြို့သမီးကိုကြည့်ပြီးတူတူလေးမေးလိုက်ပါတယ်မြို့သမီးကြီးမြေအောက်ခံနာယံတစ်ခုစီကိုရွှေ့သွားပြီးတော့အုတ်ချက်တစ်ခုကိုပုတ်ပြလိုက်သည်မိခန့်သည်ထိုအုတ်ချက်ကိုဖယ်လိုက်သောအခါဖုတ်ခွင်ထားသောလိုဝက်ချက်အခန်းငယ်တစ်ခုကိုတွေ့လိုက်ရပါသည်ထိုအခန်းထဲတွင်ရှေးဟောင်းတပ်ပုံများမော်စာအုပ်များနှင့်သူရောက်လွှမ်းနေသောမှန်ကွဲစားများရှိနေပါသည်တပ်ပုတ်တပုတ်တွင်သူ၏ဘိုးဘွားများနှင့်တူအလော်လှပသောမိန်းကလေးတစ်ဦးကိုတွေ့ရပါသည်သူမ၏မိမှာသူတဖြစ်သည်ဒဏ္ဍာရီထဲကကောင်မလေးပင်ဖြစ်ရမည်သို့သောတပ်ပုတ်၏နောက်ကျောတွင်ရေးထားသောစာသားကသူ့ကိုတုန်လှုပ်စေခဲ့ပါသည်ထာဝရအသက်ရှိရန်အတွက်အရေးကိုစတေးရမည်အရေးသည်မှန်တဲသို့ဝင်သွားသောအခါအသက်ရှင်သူသည်နုပြိုခြင်းကိုရလိမ့်မည်မိခန့်နားလည်သွားပါပြီသူ၏ဘိုးဘွားများသည်တာမန်လူများမဟုတ်ပါသူတို့သည်အမှောင်မော်ပညာကိုတိုးပြုပြီးမိသားစုဝင်များ၏မျက်နှာနှင့်ဝူရင်ကိုမှန်တဲကမိတ်ဆာတန်ရောက်စားကအသက်ရှူမှုကိုဝယ်ယူခဲကြခြင်းဖြစ်ပါသည်သူတသည်ထိုမော်ပွဲ၏သားကောင်ဖြစ်ခဲ့ရသည်ဒါဆိုအခုဒီအိမ်မှာရှိနေတဲ့ငါဘိုးဘွားတွေကသူတို့တွေကမသိသေးဘူးသူတာဤဝူရင်ကသူ့စိတ်ထဲတွင်ပြန်ဖြစ်သည်သူတို့ကမှန်တွေထဲမှာနေထိုင်ပြီးနောက်ထပ်ခန္ဓာကိုယ်တစ်ခုကိုစောင့်နေကြတာမင်းကသူတို့ရဲ့သွေးနှောနေတဲ့အတွက်မ
မင်းရဲ့ခန္ဓာကိုယ်ကသူတို့အတွက်အကောင်းဆုံးပရိဘောကပဲယုတ်တရဲ့မြေအောက်ခံပေါ်ထမ်းမှခယူပတ်လေကအတိုင်းလူအများပြားလမ်းလျှောက်ဆင်းလာသည့်ခြေတံများကြားလိုက်ရပါသည်တမီရောက်တဲ့တွင်သူမြင်လိုက်ရသည်မှာမျက်နှာတွင်ပတ်တီများစီးတာသောဒါမှမဟုတ်တခြားသူ၏အည်ပြားကိုကတ်ထားတဲ့ကဲ့သို့ပုံပြက်ပန်းပြက်ဖြစ်နေသောလူအုပ်ကြီးဖြစ်ပါသည်သူတို့အားလုံးသည်လက်ထက်တွင်ထက်မြက်သောဓမြောင်များနှင့်မှန်ချက်ကိုစီပါလာကြသည်ထိုလူအုပ်ကြီးလယ်တွင်ဥဆောင်လာသူမှာသူ၏အဖိုးပင်ဖြစ်ပါသည်သူသိပြီဟုအားလုံးကထင်မှတ်ထားသောအဖိုး၏မျက်နှာသည်တင်းရင်းနေတော့လဲမျက်လုံးများမှာအယောင်မရှိသိနေသောလူ၏မျက်လုံးများကဲ့သို့စိုက်ကြည့်နေပါသည်ညီလေးမင်းလာမယ်ဆိုတာအဖိုးသိတာပဲဒုမိသားစုရဲ့ထုံးစံတိုင်းမင်းရဲ့ရိတ်ကိုအိမ်တော်ထဲမှာပေးလို့ရမယ်အခြေရောက်နေပြီမင်းခန့်သည်နာယာသို့ကပ်သွားသည်သူတာဤဝူရင်သည်သူ၏ရှေ့တွင်ကောက်ွယ်ပေးတဲ့ကဲ့သို့ရပ်နေတော့လဲသူမ၏ပုံရိပ်မှာတဖြည်းဖြည်းအားနည်းလာပါသည်ပြီးတော့မင်းခန့်ရေအပေါ်သားကဘုရားခန်းထဲမှာရှိတဲ့မတရားမှန်ကိုသွားပြီးရိုက်ခွဲခဲ့ဒါမှဒီကြည်စာပြင်ပါသူတာကအားယူပြီးအော်ပြောလိုက်ပါသည်မင်းခန့်သည်အဖိုးပြည်သူ၏လက်ထက်မှလော့အောင်ရိုးထွက်ပြီးလေကားတိုင်းအတင်းပြေးတက်ခဲ့ပါသည်နောက်ကနေပြီးတော့ဖန်ကြဟိသူ့ကိုမလော့စိန်နဲ့ဆိုတဲ့အော်ဟစ်တန်တွေနဲ့တူဓမြောင်များကျမ်းပြေပေါ်တွင်ကျဆင်းနေတဲ့တွေကကြောကန့်လျက်ကြားနေရပါသည်သူအပေါ်ထသို့ရောက်သောအခါအိမ်ကြီးတစ်ခုလုံးသည်သွေးရောင်များဖုံးလွှမ်းသွားပြီးနာယံတိုင်းတွင်မှန်များပေါ်ပေါက်လာပါသည်မှန်တိုင်းတွင်မင်းခန့်၏ပုံရိပ်များရှိနေတော့လဲထိုပုံရိပ်များကမှန်တဲကနေလက်များဆက်ထုတ်ကသူ့ကိုဆွဲယူရန်ကြိုးစားနေကြပါသည်သူဖျားခန်းစီသို့ရောက်အောင်သွားခဲ့ပါသည်အခန်းလယ်တွင်ကလကာမဲကြီးဖြင့်ဖောက်အုပ်ထားသောမှန်ကြီးတစ်ချက်ရှိနေသည်ထိုမှန်စီသို့သူပြေးသွားစဉ်နောက်ကနေအဖိုးပြေးသူကသူ၏ပကိုးကိုလှမ်းဆဲလိုက်သည်နောက်ကျသွားပြီမီးလေးတမြောင်တစင်းသည်မင်းခန့်၏လက်မှောက်ကိုရှက်ထိသွားပါတော့သည်သွေးများကကြမ်းပြေပေါ်သို့စီးကျလာသည်မင်းခန့်သည်နာကျင်မှုကိုအန်တုကကလကာကိုဆွဲပွင့်လိုက်ပါသည်မှန်တဲ့တွင်မြင်လိုက်ရသည်မှာသူ၏ပုံရိပ်မဟုတ်ပဲတခြားပုံရိပ်ဖြစ်နေပါတော့သည်မင်းခန့်ကလကာကိုဆွဲပွင့်လိုက်တဲ့ချိန်မှာမှန်တဲ့တွင်မြင်လိုက်ရသည်မှာသူ၏ပုံရိပ်မဟုတ်ပဲအသားရည်များလောက်ကျွမ်းနေပြီးမျက်လုံးများနေရာတွင်မိခိုးများအခုံးဝိတ်များထွက်နေသည့်မိစ္ဆာတတ္တဝါကြီးတစ်ကောင်ဖြစ်နေပါသည်၎င်းမှာသူ၏ဘိုးဘွားများကိုးကွယ်ခဲ့သောမန်ဆောင်နတ်ဆိုဖြစ်သည်မှန်တဲ့မှနတ်ဆိုသည်လက်မဲမဲကြီးများကိုစထုတ်ကအပြင်သို့ထွက်လာရန်ကြိုးစားနေသည်အခန်းတွင်ရှိမှန်များအလုံးတုန်ခါလာပြီးကွဲ့အဲသံများတစ်ဖြက်ဖြက်နဲ့မြည်လာပါသည်မင်းခန့်သည်လက်မောင်းမှစိတ်ချနေသောသွေးများကိုကြည့်လိုက်သည်သူတာ၏ဝူရင်ကသူ၏ဘေးတွင်ပေါ်လာပြီးသူ့လက်ကိုလှမ်းကန်လိုက်ပါသည်မင်းရဲ့သွေးကဒီမှန်ကိုပိတ်နိုင်တဲ့တခုတည်းသောတော့ပဲမှန်ပေါ်မှာမင်းရဲ့သွေးတွေနဲ့စိုက်ဝိုင်းတစ်ခုကိုဆွဲပြီးရိုက်ခွဲပစ်လိုက်မင်းခန့်သည်နာကျင်မှုကိုအန်တုကသွေးဆောင်နေသောလက်ချောင်းများဖြင့်မှန်ပြင်ကြီးပေါ်တွင်စိုက်ဝိုင်းတစ်ခုကိုအမြဲမြံလေးဆွဲလိုက်ပါသည်ထိုစဉ်အဖိုးနှင့်ကြန့်ရှိနေသောမိသားစုဝင်များကသူ့ကိုဝိုင်းအိုလာကြသည်သူတို့၏မျက်နှာများမှာအည်ပျော်ကျနေပြီးမှန်တဲ့သို့ပြန်လဲဆုပ်ယူခြင်းကိုခံနေရတဲ့ကဲ့သို့ဖြစ်နေပါသည်မလုံးနဲ့မင်းတာကိုလှုပ်လိုက်ရင်ငါတို့အားလုံးသေကုန်လိမ့်မယ်အဖိုးကအော်ဟစ်ရင်မင်းခန့်၏ခြေထောက်ကိုဆွဲလဲလိုက်သည်မင်းခန့်ကျန်းကျင်ပေါ်သို့လဲကျသွားတော့လဲလက်ထဲမှဓာတ်မြေအကြီးစားဖြင့်မှန်ပြင်၏လက်ပုံတက်တက်ကိုအားကိုလွှဲရလိုက်ပါတော့သည်မှန်ချက်ကြီးသည်ပိုက်ပိုက်ဆဆကွဲ့အဲသွားပါသည်သို့သောထူးဆန်းသည်မှာမှန်ခွဲစားများမှာကျန်းပြေပေါ်သို့ကျမလာပဲလေတဲတွင်ဝဲပြန့်နေခြင်းဖြစ်သည်မှန်ထဲမှဆူရှားလာသောလေတန်းကြီးတစ်ခုပွေ့ထက်လာပြီးအခန်းထဲရှိပုံပြက်ပန်းပြက်ဖြစ်နေသောသတ္တဝါများကိုစိုးယူသွားတော့သည်အဖိုးနှင့်တခြားသူများမှာနာကျင်စွာအော်ဟစ်ရင်းနဲ့အလင်းထဲသို့ပျောက်ကွယ်သွားကြပါတော့သည်ယေရှုတင်ပါတယ်မင်းခန့်ရေသူတာဤဝူရင်သည်ပြိုးပြရင်သူမ၏မျက်နှာလေးပြန်လေပြည့်စုံလာသည်ကိုမင်းခန့်မြင်လိုက်ရပါသည်ထို့နောက်သူမသည်လည်းအလင်းတန်းများနှင့်တူငြိမ်းချမ်းစွာပျောက်ကွယ်သွားပါတော့သည်တလားကြာသောအခါမင်းခန့်သည်မြို့ပြ၏စူညာသားများကြားတွင်ပြန်လေခြေချနေထိုင်နေပြီဖြစ်ပါသည်သက်တော်ရိတ်ကေဟာကိုသူကိုယ်တိုင်မိရှုဖျက်ဆီးခိုင်းလိုက်ပြီဖြစ်ပါသည်သို့သောသူ၏စိတ်ထဲတွင်စိုးရိမ်စိတ်တစ်ခုကကြာရှိနေစပင်ဖြစ်သည်
ဒီနေ့ညနေခင်းတွင်မင်းခန့်သည်စားသောက်ဆိုင်တစ်ခုတွင်တငယ်ချင်းဖြစ်သူစော်မျိုးနှင့်ဆုံမိလေသည်မင်းအဲ့ဒီအကြီးကနေပြန်လာကြတဲ့ကတမျိုးပဲကွာတော်တော်လေးလေးညည်သွားတယ်စော်မျိုးကပျော်ရင်းနဲ့ကော်ဖီတောက်နေသည်ငါဆင်ပြေပါလေစော်မျိုးအတိတ်ကဒီကိစ္စတွေကိုမေးလိုက်ပါပြီမင်းခန့်ကခိုက်အေးပင်ပြန်ဖြေလိုက်သည်ဆိုင်ရင်ပြင်ဘက်တွင်နေဝေရီတရောအချိန်ဖြစ်နေပါသည်နေရောက်ကြီးကဆိုင်ထဲသို့စောင်းငဲ့ဝင်ရောက်လာသည်စော်မျိုးကမင်းခန့်ကိုကြည့်ရင်မျက်မှောင်တစ်ချက်ကုန်သွားပါသည်ဟဲ့အောင်မင်းခန့်ဘာလဲကွာမင်းရဲ့နောက်မှာစော်မျိုးရဲ့တန်ကတူရည်နေသည်မင်းရဲ့ရိတ်ကဘယ်ရောက်သွားတာလဲမင်းခန့်သည်ညီသွဲစားပြီးသူ၏နောက်ဘက်ခြမ်းကိုငုံကြည့်လိုက်မိသည်နေရာအောက်တွင်စော်မျိုး၏အရိတ်ကထေထေရှားရှားရှိနေတော့လဲမင်းခန့်၏ရည်ရင်းနေမှုဘာရေးမှရှိမနေပြီမင်းခန့်ကစော်မျိုးကိုစိုက်ကြည့်လိုက်သည်သူ၏မျက်လုံးများမှာရခင်ကားကဲ့သို့မဟုတ်တော့ပဲမန်ခွဲစားများကဲ့သို့စူးရှာတောက်ပနေပါသည်သူကပြင်းပြင်းစွာပြိုးလိုက်ပြီးတူတူလေးပြောလိုက်ပါသည်ငါကမင်းခန့်လို့မင်းကိုဘယ်သူပြောလဲဆိုင်ထဲရှိမှန်များအားလုံးတပြိုင်နက်တည်းအကွယ်သွားတာနှင့်သူဇန်လန်းသည်အမောင်တုထက်တွင်နိခုံချုပ်သွားပါတော့သည်